အားလုံးပဲမင်္ဂလာပါတာလီဆွာပါအခုရောက်ရှိနေတဲ့နေရာကတော့ဗနာဆောင်ဆေးရုံနားမှာပဲဖြစ်ပါတယ်ခယူးလိုက်ကောက်တာတကယ်ချင်းနောက်လိုက်လာတာဖြစ်ပါတယ်ချက်လိုက်ကြည့်မယ်နော်ဗနာဆောင်ဆေးရုံကြီးကနေလမ်းမြောင်းမြောင်းမောင်းလာတဲ့အခါဘေးနားမှာချောင်းလေးတစ်ချောင်းရှိပါတယ်ခင်ဗျာဟိုးမှာဟိုမှာအောက်ဆင်းသွားပါပြီဟိုမှာဆောင်းမှာဆိုင်ကယ်တွေကတော့ဟိုမှာပဲရက်ခဲလိုက်ပါတယ်အဲ့ဒီဆင်းသွားပါတယ်ပြီးပါခင်ဗျာရောက်ပါပြီဆိုင်ကယ်တွေကတော့ဟိုပဲချမ်းပါပဲဟိုရောက်ကုန်ပြီခယူးပေါ်တယ်လို့တော့ပြောတာပဲကျွန်တော်တစ်ခေါက်မှမလာဘူးလိုက်ပို့တာပေါ်လိုက်လာပေးတာပါခယူးအလုံးကြီးတွေတော့ရှိတယ်တဲ့ဟိုမှာအလုံးကြီးတွေဒီလေးကဟိုနောက်ကကကြီးပဲကောင်းတယ်ဗောဒါငရံသားပေါက်အုပ်လားဟုတ်တယ်ငရံသားပေါက်အုပ်ငရံသားပေါက်အုပ်ဘက်ကလာဘူးတယ်အဖေဘာပြန်ရောက်သွားသလိုဟာဘယ်ကပြောတာပဲအတေးလေးတွေရောအဲ့ဒီလေးတွေပြောတော့ဘယ်သွားမှာတာလီဆွာအော်ဆိုလိုက်ဆက်မိုင်ဆုံးခါအဲ့လုံးဒီလားနော်လောက်ရုံမှာဆိုပေါ်တယ်မဒီနာရွာလေးလိုပဲနော်ရောက်ကလေဒီမှာလေးထမ်းမင်နေပါရင်နော်โอเคပါဒီမှာအိမ်လေးတွေရှိတယ်ဗျကြီးတယ်စင်းမြေဦးတဲ့နော်ဒီကစားကြည့်ရေးကြီးရတယ်ဒီကြီးရည်လုံးလေးခယူးတွေဟိုနောက်မှာတွေ့ရနော်ခုနကိုကြီးဟိုမှာတွေ့လူတိုင်မှာအေးတိုင်ပါတိုင်ပါစင်းမြေဦးခယူးတွေကတော့ရှိပါတယ်ရေထဲမစင်းရဘူးပဲခင်ဗျာအဲ့လိုမှခယူးကတော့ဒီလိုပဲရှားရတာပါပဲလို့အမှတော့မရှာဘူးเนาะလောက်တော့ရသွားပြီမြို့ရရှိတာမျိုးဒီမှာတော့မရှိတော့ဘူးထင်တာညောင်မရှိရဘူးမြို့အသေးကြီးမျိုးပေါ့နဲ့တားသေးရကြတော့လည်းမကောင်းဟိုမှာမစ္စတာဂျိုကြီးကျွန်တော်ဒီမှာနှိုက်ပါတယ်အများကြီးရနေပြီကြာအဲ့လိုနှိုက်ရပါတယ်လို့တွေ့လားဟိုလာဒီလက်ဖြတ်နေမသွားတာကတော့ထင်းနဲ့မြော့ဝင်မယ်နော်ဟိုမှာတယောက်ဒီမှာကတ်လာပြီနော်အကြည့်မယ်တော့ကြည့်မယ်ဟိုးနေနော်လေတော့များနေပြီလေခယူးကမတရား